ကမ္ဘာလူဦးရေထက်ဝက်ကျော်ဟာမြန်မာနိုင်ငံကိုဗဟိုပြုထားတဲ့စဝိုင်းလေးတွင်းမှာပဲနေထိုင်နေကြတယ်ဆိုတော့သင်သိပါသလားဒီစဝိုင်းကို Valeria Pieris Cycle လို့ခေါ်ပြီးတော့ဒီစဝိုင်းရဲ့ဗဟိုချက်မှာမြန်မာနိုင်ငံရဲ့မိုင်းခတ်ဆိုတဲ့မြို့လေးတည်ရှိနေတာပါဒီစဝိုင်းရဲ့အချင်းဝါကကီလိုမီတာ3300ခန့်သာရှိပြီးတော့ဒီထဲမှာအာဖရိကဥရောပအမေရိကတိုက်နဲ့ဩစတြေးလျတိုက်တွေလုံးဝမပါဝင်ပါဘူးဒါဆိုရင်ကမ္ဘာလူကြီးရဲ့ထက်ဝက်ကျော်ကဒီနေရာလေးမှာလည်းဘယ်လိုလုပ်ပြီးနေထိုင်နေနိုင်ရတာလဲအဖြေကတော့လူကြီး1.8 ဘီလီယံစုပေါင်းနေထိုင်တဲ့အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ကဒီစဝိုင်းထဲမှာအဓိကပါဝင်နေလို့ပါပဲအဲ့ဒီပြင်ဖိလစ်ပိုင်နိုင်ငံကလူဦးရေ118တန်းနဲ့အင်ဒိုနီးရှားနိုင်ငံ289တန်းတို့ကလည်းထပ်မံဖြည့်ဆွတ်ပေးထားပါသေးတယ်။အမေရိကန်နိုင်ငံရဲ့အိုင်အိုဝါပြည်နယ်ရွယ်စားလောက်ပဲရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့လူဦးရေ182တန်းထိကိုပါဝင်နေပါသေးတယ်။ဒါဆိုရင်လူဦးရေတန်း60မပြည့်တဲ့မြန်မာနိုင်ငံကိုဗဟိုပြုထားပေမဲ့လည်းကမ္ဘာလူဦးရေထက်ဝက်ကျော်ပါဝင်နေရတဲ့အကြောင်းရင်းကိုနားလည်သွားလောက်ပြီးထင်ပါတယ်။